ဂျေဆင်ဆူကြီးဟာမောင်ဟာလန်းကိုတကယ်တော့ကောက်ချင်သလားအားလုံးပဲမင်္ဂလာပါများ Igris Sport ကတင်ဆက်နေပါတယ်ရီယယ်မက်ဒရစ်ဟာကေဆက်ဆက်ထိပ်တန်းကစားမတွေကိုစူးစီးပြီးတော့ဂျေဆင်ဆူကြီးဖြစ်တိစောက်ထားပါတယ်ရီယယ်ကဒီဘက်ခေတ်မှာတော့အရင်တော့အောင်မြင်မှုမျိုးရရှိနိုင်ဖို့ရုန်းကန်နေရပါတယ်ရီယယ်မှာကယ်လင်အမ်ဘပေဗီနီရှီယက်ဂျူနီယာဂျူဘယ်လီယန်နဲ့ရိုဒီဂိုတို့ပိုင်ဆိုင်ထားပေမဲ့တိုက်စစ်ကလက်လောညီထွေးမှုမရှိဘဲနဲ့ဗျမ်းပရာဖြစ်နေရပါတယ်ထပ်ပြီးတော့ဗီနီရှီယက်ကလက်ရှိနီးပြဇာဘီလွန်ဆိုနဲ့ပြည်လဲခြင်းမရှိဘဲနဲ့အသင်းကနေထွက်ခွာမယ်ဆိုတဲ့သတင်းတွေကလည်းလေတူထဲမှာဝဲနေပါတယ်ဒီတော့ဗီနီရှီယက်မရှိရင်အမ်ဘာပေဘေတောင်မန်ကစားတဲ့အခါမှာရီယယ်တိုက်စစ်ကိုဦးဆောင်ဖို့တိုက်စစ်မှုအသစ်လိုအပ်လာတာဖြစ်ပါတယ်ဘောလုံးလောကတွေကိုကြီးလိုက်ရင်တော့အကောင်းဆုံးတိုက်စစ်မှုဆိုတာမန်ချက်စတာစီးတီးရဲ့အာလင်ဟာလန်တယောက်ပဲရှိတာကြောင့်ရီယယ်ကဟာလန်ကိုတော့ကောက်မယ်ဆိုတဲ့သတင်းတွေလည်းပြန့်နှံ့နေတာဖြစ်ပါတယ်အခုဆိုတော့ရီယယ်မက်ဒရစ်ဟာလန်ပေါ်မှာသဘောထားကတော့ပေါ်ထွက်လာခဲ့ပါပြီဟာလန်ကရီယယ်နဲ့ချိတ်ဆက်မှုတချို့ရှိနေတယ်လို့ဘာနေဗျူကလည်းဟာလန်ကအသင်းနဲ့ကန့်ညီတဲ့တိုက်စစ်စွမ်းအားလို့ယူဆထားပါတယ်ဒါပေမဲ့အမ်ဘာပေကရီယယ်ပထမဦးစားပေးဖြစ်နေတာကြောင့်ဟာလန်ကိုဒီခေါ်ယူဖို့တော့စိတ်ကူးမရှိသေးကြောင်းသိရပါတယ်2020မှာဒေါမွန်ကနေဟာလန်ထွက်ခွာမယ်ဆိုတော့ဟာလန်ကိုခေါ်ယူချင်ကြတဲ့အသင်းတွေထဲမှာရီယယ်ကလည်းအသင်းပါဝင်ဖြစ်ခဲ့ပါတယ်ဒါပေမဲ့လည်းကမ္ဘာထိပ်တန်းတိုက်စစ်မှုဖြစ်လာမယ့်ဟာလန်ကတော့အဖေဖြစ်သူရဲ့ခြေရာကိုနင်းပြီးတော့မန်ချက်စတာကိုပဲရွေးချယ်ခဲ့တာဖြစ်ပါတယ်ဟာလန်ကစီးတီးနဲ့ပွဲဦးထွက်ရာသီမှာတင်ပရီးမီးယားလိ FA ကပ်နဲ့ချန်ပီယံလိဖလား၃လုံးအောင်မြင်မှုကိုရရှိနိုင်ခဲ့တဲ့ပြင်နောက်တစ်ရာသီမှာလည်းစီးတီးကို၄ရာသီဇက်တိုက်ချန်ပီယံဖြစ်အောင်ကူညီနိုင်ခဲ့ပါတယ်။ဒါ့အပြင်ဟာလန်ကတကူရောအနေနဲ့လည်းပရီးမီးယားလိရွှေဖနက်ဆုကို၂ရာသီဇက်တိုက်ရရှိခဲ့ပါသေးတယ်။ဟာလန်ကပရီးမီးယားလိသွင်းကို100အမြန်ဆုံးပြည့်ခဲ့တဲ့ကစားမဖြစ်ပြီးတော့အရီမတ်တိုင်ကို112ပွဲနဲ့ရောက်ရှိခဲ့တာဖြစ်ပါတယ်။ဟာလန်ကစီးတီးအတွက်169ပွဲပါဝင်ကစားထားရမှာ149ကိုသင်ယူထားနိုင်တာဖြစ်ပါတယ်။ဟာလန်က2025-26ဘောလုံးရာသီမှာဒုရှေ့ခြေစွမ်းပြနေပြီးတော့နော်ဝေးကို1998နောက်ပိုင်းပထမဆုံးအကြိမ်ဖြစ်ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင်ဆွမ်းဆောင်ပေးခဲ့ပါတယ်။ဟာလန်ကဒီယာဒီပြိုင်ပွဲစုံ28ပွဲကစားထားရမှာ38ဂိုးသွင်းယူထားပြီးတော့သူကရက်တန်းလို့မရနိုင်တဲ့စက်ရုပ်ကြီးဖြစ်ကြောင်းသက်သေပြခဲ့ပါတယ်။ဒီလိုကိန်းဂဏန်းချက်လက်တွေဟာဟာလန်ကိုလာလီဂါနဲ့ဥရောပဘရင်ကြီးအတွက်မျက်စိကျစရာကစားမတစ်ယောက်ဖြစ်လာစေပါတယ်။ဟာလန်ကရီယယ်ရေဒါထဲမှာကာလာကြာရှည်ရှိလာခဲ့ပြီးတော့အခွင့်အာဏာခေါ်ယူခြင်းတွေတုံးဖြစ်ပါတယ်။ဒါပေမဲ့စီးတီးဘက်ကရီယယ်ကိုကြိုတင်ကာကွယ်တဲ့အနေနဲ့ဟာလန်ကို2034ထိကာလာရှည်စာချုပ်ချုပ်ဆိုထားပါတယ်။ဒီတော့ဟာလန်ရဲ့အနာဂတ်အတွက်စီးတီးကစိတ်အေးနေရတာဖြစ်ပါတယ်။ဟာလန်ကိုရိုင်းကလည်းစီးတီးမှာပျော်ရွှင်နေတဲ့အတွက်မက်ဒရစ်သားတွေဝင်ရောက်လာမှာကိုစီးတီးတို့တွေးကြောက်နေစရာမလိုအပ်ပါဘူး။အပြောင်းရှိကလူကြီးအက်ကန်ကိုနာကတော့လော့ဘလန်စကို့စ်ကလောလောဆယ်မှာနောက်ထပ်စူပါစတာတစ်ယောက်ခေါ်ယူအောင်မှာမဟုတ်ကြောင်းအတည်ပြုပေးခဲ့ပါတယ်။သူကဆိုရှယ်မီဒီယာမှာရီယယ်မက်ဒရစ်အနေနဲ့လောလောဆယ်အာလင်ဟာလန်ရဲ့အပြောင်းရွှေ့ကိုမစင်စားနေကြောင်းအသင်းကတိုက်စစ်လိုအပ်ချက်တွေကိုအမ်ဘာပေကဖြည့်ဆည်းပေးနိုင်မယ်လို့ယုံကြည်ထားကြောင်းရေးသားလာခဲ့ပါတယ်။အမ်ဘာပေကလည်းရီယယ်မက်ဒရစ်မှာခြေစွမ်းပြနေတဲ့ဟာလန်နဲ့ဒန်တူဂိုးတွေသွင်းနေတာဖြစ်ပါတယ်။အမ်ဘာပေကဒီယာဒီရီယယ်အတွက်24ပွဲပါဝင်ကစားပေးထားရမှာ29ဂိုးသွင်းယူပေးထားပါတယ်။ရီယယ်လိုပုံမှန်ခြေစွမ်းရဖို့ရုန်းကန်နေရတဲ့အသင်းမှာအမ်ဘာပေကတော့နိုင်ပွဲရှာဖွေပေးနိုင်တဲ့တွန်းအားတစ်ခုဖြစ်ပွဲတိုင်းကြိုးစားပေးနေပါတယ်။ရီယယ်အတွက်38ပွဲပါဝင်ကစားထားရကနေ83ဂိုးသွင်းယူပေးထားတဲ့အမ်ဘာပေကပြီးခဲ့တဲ့စီဗီလာနဲ့ပွဲမှာရိုနယ်ဒိုရဲ့2013တုန်းကပြည့်တင်တစ်နှစ်တွင်းဘာနေဗျူရဲ့သွင်းဂိုးအများဆုံး59ဂိုးစံချိန်ကိုလည်းအမိလိုက်နိုင်ခဲ့တာဖြစ်ပါတယ်။အမ်ဘာပေကရီယယ်နဲ့2029ဒီစာချုပ်ချုပ်ထားတာမလို့လောလောဆယ်မှာတော့နံပါတ်9ကစားမအသစ်မလိုအပ်သေးပါဘူး။တခုရှိတာကနေရာဒီမှာဗီနီရှီယက်နဲ့ရိုဒီဂိုဘရာဇီးညီနောင်ရဲ့အနာဂတ်ဘယ်ဘက်ကိုရေးမလဲဆိုတာပေါ်မှာမူတည်ပြီးတော့ဟာလန်နဲ့ရီယယ်ရဲ့ဇာလန်ကလည်းအပြောင်းအလဲတစ်ခုဖြစ်လာတာမျိုးကြုံရနိုင်ပါတယ်။ကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။